ဒီကီကြီးရဲ့ဂိမ်းကြောင်းလေးကိုတစ်ချက်ရှင်းပြပေးမယ်နော်ပထမဆုံးအနေနဲ့ဂိမ်းကိုဘယ်လိုရှားမလဲဆိုတော့ကဒီမှာကွာမြားတို့ပြထားတယ်နော်အောဆွေနေရာရှိရဲ့အဲ့ဒါကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသားလို့ရှိရင်ကဒီအပေါ်တန်းလေးကိုကွာတစ်ချက်ဆွဲလိုက်နောက်ဆုံးထိဆွဲလိုက်လို့ရှိရင်ဒီမှာလိုရတီဆွဲဟာရှိရဲ့အဲ့ပြီးသားလို့ရှိရင်ကဒီမှာတော့တစ်ခုပဲရှိရဲ့အဲ့ထဲဝင်လိုက်ဝင်ပြီးသားလို့ရှိရင်ကဒီမှာနော်ဒီအပေါ်ဆုံးတန်းမှာပေါ်နေတဲ့ဟာလေးလीအဲ့ဒါကိုတစ်ချက်ဝင်လိုက်မယ်နော်ဝင်ပြီးသားလို့ရှိရင်ဂိမ်းနဲ့ရောက်သွားရင်နော်ရောက်သွားပြီဆိုလို့ရှိရင်ကဝင်ပြီးသားလို့ရှိရင်ဂိမ်းနဲ့ရောက်သွားရင်နော်ရောက်သွားပြီဆိုလို့ရှိရင်ကဒီမှာကွာသူကဒီမှာကနန်းကြရနေရနော်ကနန်းကြရနေရဒီမှာတည်လားအခုကွာသုံးကြထားတာဒီကစားပွဲမှတ်တမ်းကိုကြည့်ကြလို့ရှိရင်ဒီမှာဘာကြထားလဲဆိုတာကြည့်ကြလို့ရှိရင်ဒီမှာနော်ခုနကသုံးကြထားတယ်တော့ကွာဒီမှာစက္ကန့်လေးကိုမှတ်နေရဒါကျတော့10မိနစ်ဝင်ကုန်နော်1မိနစ်ဝင်ကုန်ပြီးကြလို့ရှိရင်ဆော့ပြပေးမယ်နော်ဒီမှာဘာကနန်းကြမလဲဆိုတာအရင်စောင့်ကြည့်ကြည့်လိုက်နော်ဒီယောက်ကအတန်းမှာကျတော့ဒါကလောင်းကြီးနော်အခုကဒီမှာလေးကျသွားတာလေးဆိုအဲ့ဒါ small ပေါ့နော်ဒီဘက်တစ်ချက်နှိပ်ကြည့်လိုက်ဒီမှာအပေါ်ဆုံးမှာတွေ့တာခုနကကျထားတဲ့လေးတယောက်ကဟာရဲဆိုတော့ကျပြီးသားကနန်းနေနော်ဒီမှာကိုကအကြီးနဲ့အသေးနဲ့2မျိုးပဲရှိရနော်အဲ့2မျိုးကိုပဲထိုးသေးတာအဲ့2မျိုးကိုပဲထိုးအကြီးထိုးမှာဆိုရင်အကြီးကိုနှိပ်အသေးထိုးမှာဆိုလို့ရှိရင်ကအသေးကိုနှိပ်နှစ်ခုလုံးပြိုင်မထိုးနဲ့နော်နှစ်ခုတည်းကတစ်ခုပဲနှိပ်ကေကတရားနေပြီးစဆော့ပြမယ်နော်ခုနကတခြားကြည့်တော့မှာ small နှစ်ခါကြတာဆိုတော့ကေ big ကိုလိုက်ထိုးမယ်နော် big တရားထိုးလိုက်မယ်နော်အောက်ကပိုင်နာကိုနှိပ်ပြီးတော့small ကျသွားလို့ရှိရင်ကဒီရှုံးသွားပါတော့ရှုံးသွားဆိုလို့ရှိရင်100ထိုးလို့ရှုံးသွားလို့ရှိရင်စားနဲ့လိုက်ပြီးတော့300ထိုးအဲ့ကြလို့ရှိရင်ကနိုင်လို့ရှိရင်အရင်ရောအမြတ်ကိုပြန်ရရဲစားကြတော့ရှုံးလို့ရှိရင်ရှုံးနေတာကိုပဲ100ရှုံးသွားလို့ရှိရင်300နဲ့လိုက်ထိုးသေးတာအဆွေကေ300နှိပ်ထားဆိုထိုးလိုက်မယ်နော်ဒီကစားနည်းကတော်တော်လေးကိုလွယ်တယ်နော် game formula ချရချိန်ကြလို့ရှိရင် light ဆော့တာပိုကောင်းတယ်နော်မဆော့တတ်လို့ရှိရင်အဲ့ဆိုရင်ကပိုစင်ပြေဒီမှာနော်ပြစ်ကျသွားတာအဲ့ဆိုလို့ရှိရင်ကကေကနိုင်သွားရင်နော်နိုင်သွားတော့အပေါ်မှာငွေအမောက်ကတတ်သွားသေးလားဒီအပေါ်မှာကျတော့ငွေအမောက်နော်ကေမြားတို့ပြထားရနော်အဲ့တိုင်းလေးပဲကစားပေးရနော်ဘာမှမခက်ဘူးတည်လားဒီလောက်ဆိုရင်နားလည်မယ်လို့ထင်တယ်နော်